ဦးအောင်သူပရင်စရာကလားလေးလို့ခေါ်ခံရတယ်ရွှေတိုင်ထဲမှာရွှေလာဝဲတဲ့မြင်းညံဖိုးကြီးဖွားကြီးဓမြန်းတယောက်ကဟာဆွဲချိုးပြတဲ့တော့ကိုကအဆင်မပြေတဲ့ခါကျတော့ကောက်ကွင်းရပြန်လာတော့ကောက်ကကျတော့အသားခံမဲမဲဆိုတော့ကိုကဝင်ပြပါညာဟဲ့သမီးပါညာလှုပ်ပေးလိုက်တော့ဝယ်ပြီးသွားရောနောက်တစ်ခေါက်ကျတော့လေ3လ4လလောက်တော့လာပြန်ရောဒီဖိုးကြီးဖွားကြီးဓမြန်းဟေးဒီစေးမလေးတွေပြောပါအောင်နဲ့ဟိုအရင်တစ်ခေါက်တော့ငါတို့ဟိုတဲ့ဟိုရွှေပြပေးတဲ့ကလားလေးခေါ်ပေးစမ်းတဲ့ပရင်စရာလေးတဲ့နော်ဟာအန်တီတဲ့အဲ့ဒါပရင်စရာကလားမဟုတ်ဘူးတဲ့ကျွန်တော်တို့ပိုင်ရှင်မဲဆိုကိုကလည်းဟာမဟုတ်ပါအန်တီကပါညာပေါ့အဲ့တော့သူတို့ကကိုသူတို့ကသူဘလို့ခေါ်ကောကာစတမာအဆင်ပြေဖို့ပဲနော်နောက်တော့ကစိုက်ကားဆရာလို့ထင်ခံရဘူးတဲ့ဦးအောင်ဆိုင်းပုတ်ကြီးတင်တော့ဥမာ LED ဆိုင်းပုတ်ကြီးပေါ်တော့ဆိုင်းပုတ်နှိမ့်လိုက်မြင့်လိုက်ကွာနေဆို22လမ်းနေလုံရင်းလုံနေလမ်းတောင်စိုက်ကားခိတ်ရောက်တော့ကိုကအဝေးရကြည့်မှဆိုင်းပုတ်အနေမြင့်ချိန်ရင်းနဲ့ဟိုဘက်ကကောင်လေးကတင်လိုက်ချလိုက်ဆိုတော့ဆိုင်းပုတ်ချိန်နေတော့ကိုကနည်းနည်းကြာတော့စိုက်ကားခိတ်ရောက်တော့စိုက်ကားပေါ်တင်ပြီးတော့ကိုချိန်ပြီးတော့တင်မလွဲလေးထိုင်ဘယ်လိုလုပ်လဲဆိုကိုကဒီဘက်ဆိုင်းပုတ်ကြီးကိုနောက်ကလက်လာပုတ်တယ်ညီလေးတွေစိုက်ကားအားလာနောက်လဲစီဘယ်သွားခြင်းလို့တော့ဆို16လမ်းနဲ့မြောက်ပြင်ဘယ်လောက်ပေးရမှာတော့ခင်ဗျအဲ့ဒါဆိုတော့900လောက်တော့ကြမယ်အေးကွာလေသွားမယ်လေဆိုရေတန်မှုလေမင်းရေတောက်အောင်မလားတဲ့ကိုရေဒီပါတိုက်နေဟာစိုက်ကားသမားဦးရဖားရပြေးလာဟေ့လူတွေခင်ဗျအဲ့ဒါပဲအောင်သမားတိပိုင်ရှင်လေးပဲဘာစိုက်ကားသမားမို့နေပါသေးကွာလို့မင်းမရှိငါဝင်နေမလို့တခါတော့ကလည်းရွှေသင်္นานတက်တဲ့ကရွှေသင်္นานတက်မဲ့လူတွေကလာတဲ့ကကိုကတရက်ပိန်အောင်ထိုင်းနေတာဘိုးတော်ကြီးကလည်းကားနဲ့ဘာနဲ့ဝင်ချဆိုင်ကယ်နဲ့ဝင်ချလာတော့ကြီးလေးတဲ့ရွှေသင်္นานတက်ချင်လို့ဟုတ်တက်ပါလို့ရပါတယ်လို့အဲ့နဲ့ငါကားထိုးဖို့ကဘယ်ထိုးရမလဲဆရာအဲ့ပဲထိုးလိုက်ပါလို့ဆိုတော့လုံညုံရေးသမားအပေါ်သွားတာဟိုငါကားထိုးဖို့ကနေရာမရှိဘူးလေကွာတဲ့ဆိုင်ကယ်ကန့်လန့်ဖြစ်နေမင်းရွှေ့ပြီဟာဟုတ်ကဲ့ရပါတယ်လို့ကျွန်တော်ဆိုင်ကယ်တွေပဲရွှေ့ပေးရတယ်အဲ့ပတ်ဆိုင်တွေကိုဂျာညံ့ညက်ပြီးတော့သူကစင်ရင်းတွေပဲသွားပေးငါဟုတ်ကဲ့ဆရာကြီးပြန်လာပြီးကွာတဲ့ငါအဆင်ပြေခဲ့ဟုတ်ကဲ့တင်တဲ့လေရော်ကိုကအဖွင့်မှာစကားပြောတာဟုတ်ကဲ့ကြီးဟာဂိတ်ဆောင်ကမင်ကွန်းပြောနေပါလား